အခုမှရောက်လာတဲ့ကနန်းတွေအကုန်ပုတ်နေတာကိုတွေးလိုက်ရလို့အစီကံကောင်မလေးတွေလန့်သွားခဲ့ပါတယ်။သူတို့အော်တန်ကိုကြားတော့စဖို့မူကြီးကအပြေးလွှားလာကြည့်ပါတယ်။ဒီကနန်းတွေကနန်းတော်ရဲ့ရာသီဥတုနဲ့မကိုက်ညီဘူးဆိုတာကိုသူချက်ချင်းသဘောပေါက်သွားခဲ့တယ်။ဒါနဲ့ဘာမှတွေးမနေပဲကနန်းစီတွေကိုအကုန်ထုတ်ခိုင်းလိုက်ပါတယ်။ပြီးတော့ဒဲဦးရဲကိုစီးထည့်ပြီးမိပြင်းပြင်းနဲ့အပူပေးလိုက်တယ်။စီဆူလာတဲ့အခါမှာတော့ကနန်းစီတွေကိုစီးတက်လိုက်ပါတယ်။ဒီနီလန်ကအရသာကိုလက်လက်ဆက်ဆက်ဖြစ်စေတဲ့အပြင်သိမ့်စီရတာလည်းပိုးရကူစေပါတယ်။လူတိုင်းကစဖို့မှုကြီးရဲ့အတွေ့အကြုံနဲ့ဉာဏ်ရည်ကိုချီးကျူးနေကြပေမဲ့မိမတယောက်ရဲ့မနာလိုခင်နေတဲ့မျက်နှာကိုတော့ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။ထင်တဲ့အတိုင်းပါပဲနောက်ပိုင်းမီးဖို့ချောင်ကူတွေကနန်းစီတွေတွားယူတဲ့အခါမှာတော့အကုန်ပြောက်သွားခဲ့ပါတယ်။မီးဖို့ချောင်တစ်ခုလုံးလည်းရုပ်ရုပ်တဲတဲဖြစ်သွားခဲ့တယ်။ဒီကနန်းတွေကတိုင်းပြည်အတွက်အကျိုးပြုခဲ့တဲ့မှုမက်တွေကိုဂုဏ်ပြုဖို့အတွက်မင်းသားလေးကိုယ်တိုင်ထူးမှယူထားတာဖြစ်ပါတယ်။တခြားလူတွေအားလုံးကြားရခတ်နေချိန်မှာတော့စဖို့မှုကြီးကတီတီငင်ငင်ပဲရှိနေခဲ့တယ်။သူကတခြားနေရာကနေနိကနန်းတချို့တွားငှဖို့ဆုံးဖြတ်လိုက်ပါတယ်။အရသာကတိတ်မကောင်းပေမဲ့ဒါကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး။တစ်ခါမှလည်းတော်ဝင်စာပွဲတပင်မှာမင်းသားလေးကသူပြင်ဆင်ထားတဲ့ဟင်းရတွေကလူတိုင်းကိုသဘောကျစေရမယ်လို့ဘရင်ကြီးနဲ့မှုမက်တွေကိုဂုဏ်ယူဝင်းကြွားစွာပြောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲစဖို့မှုကြီးကမိဖို့ချောင်ကိုလက်ပလာနဲ့ပြန်ရောက်လာခဲ့တယ်။သူကနန်းတွေတွားရှာတာမရခဲ့ဘူးဆိုတာသိတာနေပါတယ်။အားလုံးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲမင်းသားလေးကဟင်းတွေဘာလို့မလာသေးတာလဲဆိုတာကိုလာမေးဖို့အစီကံတယောက်ကိုလွှတ်လိုက်ပါတယ်။အစီကံကောင်မလေးတွေကလည်းအခြေအနေကိုချက်ချင်းပဲတင်ပြလိုက်ကြတယ်။မင်းသားလေးရဲ့မျက်နှာကလည်းတက်သွားခဲ့ပါတယ်။လူတိုင်းကအစားတောက်တွေကိုစောင့်နေကြတာကိုမြင်တော့သူလည်းစင်ကြေပေးဖို့အသေးအတန်စဉ်းစားရတော့တယ်။ဘရင်ကြီးကတော့တခုခုမာရွေးနေပြီဆိုတာကိုရိပ်မိနေခဲ့ပါတယ်။ဘရင်ကြီးကမင်းသားလေးကိုမေးခွန်းထုတ်တော့မဲ့အချိန်မှာပဲစဖို့မှုကြီးနဲ့အစီကံကောင်းမလေးတွေကမျောလင့်ဆောင်စားနေတဲ့ကနန်းစီခင်းပွဲကိုယူဆောင်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်ရောက်တော့ပွဲခံတဲ့အချိန်ကတဝက်လောက်တောင်ကျိုးနေပါပြီ။ဘရင်ကြီးကဘာလို့ဒီလောက်နောက်ကျနေရတာလဲလို့မေးလိုက်ပါတယ်။စဖို့မှုကြီးကအရင်ဆုံးဟင်းကိုနီးစမ်းကြည့်ပါဦးလို့ပဲပြန်ဖြေခဲ့ပါတယ်။မူမတ်တွေလည်းကနန်းစီကိုအလို့ရက်နီးစမ်းကြည့်ကြပါတယ်။ချက်ချင်းဆိုသလိုပဲဟင်းရဲ့ပြည့်စုံကောင်းမွန်တဲ့ရတာကိုချီကျူးပြောဆိုလာကြပါတယ်။သူတို့ရဲ့ချီကျူးတန်တွေကိုကြားတော့ဘရင်ကြီးလည်းဒီကိစ္စကိုစက်မမေးတော့ဘူးဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မူမတ်တယောက်ကရုတ်တရက်ကန့်ကွက်လာခဲ့ပါတယ်။သူကကနန်းပေါ်တဲ့ဒေတာမှာကြီးပြင်းလာခဲ့သူဖြစ်လို့ဒီရတာကကနန်းစီအစ်အရတာလုံးဝမဟုတ်ဘူးလို့အခိုင်အမာပြောဆိုလိုက်ပါတယ်။အစီကံကောင်းမလေးတွေလည်းချက်ချင်းပဲပြရခတ်သွားကြပါတယ်။ဘရင်ကြီးကစဖို့မှုကြီးပတ်လဲပြီးရှင်းပြဖို့တောင်းဆိုလိုက်တယ်။သူမစကားမပြောရသေးခင်မှာပဲမနာလိုဖြစ်နေတဲ့မိမကရှေ့ကိုထွက်လာခဲ့ပါတယ်။သူမကစဖို့မှုကြီးဟာဟင်းချက်နေတော့ဘသူ့ကိုမှကူညီခွင့်မပေးဘဲတယောက်တည်းပဲချက်ပြုတ်ခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။မူမတ်တွေကချက်ချင်းတန်တရားဝင်သွားကြပြီးစဖို့မှုကြီးကကနန်းစီအစ်စ်တွေကိုများခိုးဝက်ထားတာလားလို့တွေးလာကြတယ်။ဒါပေမဲ့စဖို့မှုကြီးကအမှန်တရားကိုတီတီငင်ငင်ပဲရှင်းပြခဲ့ပါတယ်။သူမကကနန်းစီအစာကြက်ဥအနှစ်ကိုတုံးခဲ့တာမှန်ကန်ကြောင်းဝန်ခံလိုက်ပါတယ်။ဘရင်ကြီးကတော့သူမကိုကနန်းစီကိုကြောင်ဝန်ခံနေတယ်လို့ထင်မှတ်သွားခဲ့တယ်။ဒါပေမဲ့စဖို့မှုကြီးကကောင်းခါပြလိုက်ပါတယ်။သူမကဘရင်ကြီးရဲ့ကျမ်းမာရေးအတွက်အခုလိုလုပ်ခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အစားထိုးဖို့ကနန်းတွေတွားရှာနေတော့ဘရင်ကြီးမကြသေးခင်ကနေမကောင်းဖြစ်ခဲ့တဲ့အကြောင်းလူတွေပြောနေတာကိုသူမကြားခဲ့ရပါတယ်။ကနန်းစီဆိုတာအေးစာဖြစ်လို့ဘရင်ကြီးရဲ့ကျမ်းမာရေးချိန်နေနဲ့မသိတော်နိုင်ဘူးလို့သူတို့ပြောနေကြတာပါ။အဲ့ဒီအကြောင်းပြချက်ကြောင့်သူမကကြက်ဥအနှစ်ကိုအစားထိုးသုံးဆွဲခဲ့တာဖြစ်ပါတယ်။ဧည့်သည်တွေအားလုံးအယံကိုသဘောကျသွားခဲ့ကြတယ်။သူမရဲ့စဉ်းစားတွေးခေါ်တတ်မှုကိုချီးကျူးကြတဲ့အပြင်ကြက်ဥအနှစ်ကိုတုံးပြီးကနန်းစီရတာထွက်အောင်ချက်ပြုတ်နိုင်တဲ့သူမရဲ့စွမ်းရည်ကိုလည်းအံ့အားမြင်တက်သွားခဲ့ကြပါတယ်။အဲ့ဒီနေ့ညမှာပဲမနာလိုဖြစ်နေတဲ့မိမကမိဖို့ချောင်းတဲ့ကိုခိုးဝင်လာခဲ့ပါတယ်။သူမကခိုးထားတဲ့ကနန်းစီတွေကိုကန်ထားဖို့ရည်ရွယ်ချက်နဲ့လာတာဖြစ်ပေမဲ့ပစ္စည်းကိုချလိုက်တဲ့အချိန်မှာပဲရုတ်တရက်မီးတွေလင်းလာခဲ့ပါတယ်။မင်းသားလေးနဲ့တက်တော်ဆောင်တချို့အခန်းထဲကိုပြေးဝင်လာခဲ့ကြတယ်။ပွဲတော်ချိန်တွင်းမှာမင်းသားလေးကသူမရဲ့မတင်ကားစရာပြုမှုတွေကိုသတိထားမိခဲ့တာပါ။သူကမိဖို့ချောင်းကိုစောင့်ကြည့်ဖို့လူတွေကိုတိတ်တဆိတ်စီစဉ်ထားခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပဲသူမကိုလက်ဖူးလက်ချက်မိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အမှန်တရားပေါ်ပေါက်သွားခဲ့ပြီးအဲ့ဒီလူသမီးလေးသူမရဲ့မနာလိုမှုအတွက်ထိုက်တန်တဲ့တစ်တန်ကိုခံယူရတော့မှာပဲဖြစ်ပါတယ်